မိခင်တယောက်ကသူ့သားကိုကဲတင်ဖို့ကဘာတစ်ခုလုံးကိုတောင်ဖြတ်စည်းဖို့ဆုံးဖြတ်လိုက်တဲ့ဆိုရင်ပြိတ္တကြီးရှုံမလားဒီဇက်ကားဟာမနက်ပိုင်းအစောပိုင်းတစ်ခုမှစတင်ပါတယ်အန်နာလို့ခေါ်တဲ့အမျိုးသမီးတယောက်ကိုသူ့သားချင်းကလာနှိုးပါတယ်ကျင်းဟာဒီနေ့ရေကူးတင်နေရှိတဲ့အတွက်အရင်အရေးကြီးပြီးသူ့မိခင်ကိုအလုံးမသွားပဲသူနဲ့အတူနေပေးဖို့တောင်းဆိုပါတယ်အန်နာကနိုးလာပေမဲ့အပြင်မှာကြားနေရတဲ့အတန်တွေကပုံမှန်မဟုတ်တယ်လို့ထင်ရပါတယ်ဒါနဲ့သူမပရင်းပေါက်ကိုဖွင့်ကြည့်လိုက်တဲ့အခါမိုးကအလွန်ပြင်းထန်စွာရနေပြီးတံမှန်မိုးမဟုတ်ဘူးဆိုတာကိုချက်ချင်းသတိထားပြီးပါတယ်။သူမမိခင်ကိုဖုန်းခေါ်ပြီးစစ်ဆေးလိုက်တဲ့အခါအဲ့ဒီဘက်မှာလည်းအချင်းနေတူတူပဲဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲအရာတစ်ခုကပုံမှန်မဟုတ်တော့ပါဘူး။အိမ်ထဲကိုရေတွေစဝင်လာတယ်။အန်နာကပရင်းပေါက်ထဲကနေကြည့်လိုက်တဲ့အခါကြီးမားတဲ့လှိုင်းကြီးတွေဟာမြို့ကြီးတစ်ခုလုံးကိုနင်းမြုပ်အောင်တက်လာနေပါတယ်။အရေးပေါ်တတိပေးစနစ်လှုပ်ရှားပြီးရေဟာတတိယထပ်ထိရောက်နေပြီးအပေါ်တက်တွေကိုချစ်ချင်းရွှေ့ပြောင်းပေးပါလို့ကြေညာပါတယ်။အန်နာဟာအချိန်မဖြုံးတော့ပါဘူး။သူ့သားကိုလဲပြီးအထက်ကနေထွက်ပြေးပါတယ်။လှေကားလဲမှလူတွေကကြောက်ရွံ့စွာပြေးလွှားနေပြီးလမ်းကြောင်းတွေကလည်းပိတ်ဆို့နေပါတယ်။သူမအရေးပေါ်လှေကားကိုပြေးသွားပေမဲ့အဲ့ဒီမှာပါလူတွေကပစ္စည်းတွေနဲ့ပိတ်ထားတာကြောင့်တက်လို့မရတော့ပါဘူး။ဒီအချိန်မှာဂျိုးလို့ခေါ်တဲ့ရဲတယောက်ကသူမကိုဆက်သွယ်လာပါတယ်။သူကအန်နာကိုကာကွယ်ဖို့အထူးတာဝန်ရရှိထားသူဖြစ်ပြီးအရာအလုံးကိုစွန့်ပြီးအပေါ်ထက်ကိုသွားဖို့အန်နာကိုပြောပါတယ်။ဒါပေမဲ့အန်နာရဲ့ဘဝကအဲ့ဒီအချိန်မှာပဲပြောင်းလဲသွားပါတယ်။သူ့သားချင်းရုတ်တရက်ကြီးပျောက်သွားပါတယ်။အန်နာကသူ့နောက်သွားရကနေရေလိုင်းကြီးတွေကအခန်းထဲကိုဝင်ရောက်လာပြီးသူမကိုရေအောက်ထဲဆွဲခေါ်သွားပါတယ်။ရေအောက်ထဲမှာသူမဟာအတိတ်ကိုပြန်တတိရပါတယ်။သူခင်မွန်းနဲ့ကားတစ်စီးတဲ့ရေအောက်ကိုနင်းမြုပ်နေတဲ့အဖြစ်ပြသူမကသူ့သားကိုကယ်နိုင်ဖို့ခင်မွန်းကိုလွှတ်ထားခဲ့ရတဲ့အချိန်အဲ့ဒီဆုံးဖြတ်ချက်ကသူမဘဝကိုဖျက်ဆီးခဲ့ပါတယ်။သူမပြန်တတိရလာပြီးဂျင်းကိုရှာဖို့ရေအောက်ထက်မှာတိုက်ခိုက်ရှာဖွေပါတော့တယ်။နောက်ဆုံးမှာဂျင်းကိုတွေ့ပေမဲ့သူဟာမေ့လျော့နေပါတယ်။တကားတွေဖွင့်မရတော့တဲ့အချိန်မှာဂျိုးရောက်လာပြီးသူတို့ကိုကယ်တင်ပါတယ်။အဲ့ဒီအချိန်ကစပြီးအမှန်တရားတွေတစ်ခုချင်းထွက်ပေါ်လာပါတယ်။ဂျိုးတစ်ခုကအန်နာတီကတိုက်ကိုတိုက်မိပြီးရေခဲတွေအကုန်အရေပျော်ကျသွားတာကြောင့်ကဘာတစ်ခုလုံးရေကြီးနေတာပဲဖြစ်ပါတယ်။လူသားတွေအဆုံသက်တော့မယ်။ဒါပေမဲ့အန်နာဟာတမန်တော့မဟုတ်ပါဘူး။သူမဟာ AI နဲ့လူသားခန်းစားချက်စနစ်ကိုဖန်တီးထားသူလူသားမျိုးဆက်တဲ့အတွက်အရေးကြီးဆုံးသူနောက်ပိုင်းမှာအဖွဲ့အစည်းကဂျင်းကိုယူသွားပြီးသူ့ရဲ့အုံနောက်ကိုအသုံးပြုဖို့ဆုံးဖြတ်ပါတော့တယ်။အန်နာဟာမိခင်တယောက်အနေနဲ့စိတ်ပျက်စရာအကောင်းဆုံးအခိုက်အတန့်ကိုကြုံတွေ့ရပါတော့တယ်။ထို့နောက်အန်နာဟာစမ်းသပ်ချက်တစ်ခုတည်းကိုဝင်ရောက်သွားပါတယ်။မိခင်တယောက်ကသူ့သားကိုရှာဖွေရတဲ့စံတက်မှုဒီထဲမှာသူမတည်ပြီးပြန်ရှင်တယ်။အရာအလုံးထက်ခါဖြစ်တဲ့ဂျင်းကိုမတွေ့နိုင်ဘူး။သူ့အဝတ်ပေါ်မှာပြောင်းလဲနေတဲ့နံပါတ်တွေဟာသူမစူးစမ်းခဲ့တဲ့အကျင့်အရေးအတွက်ပဲ။အကျင့်ထောက်ပေါင်းများစွာစူးစမ်းပြီးနောက်အန်နာကအမှတ်တရားကိုသဘောပေါက်လာပါတယ်။ဂျင်းဟာအစကတည်းကအရာအလုံးကိုတည်ထားပြီးသူ့မိခင်ကိုမဆုံရှုံးခြင်းလို့ဖျောက်ထားခဲ့တာပါ။နောက်ဆုံးမှာအန်နာက system ကိုဖျက်ဖို့ဆုံးဖြတ်ပါတော့တယ်။သူမချင်းကိုတွေ့ပြီးသူ့ကိုကယ်တင်ဖို့ကြိုးစားပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်လိုင်းကြီးတစ်ခုရှင်းမှရက်နေပါတယ်။အန်နာကသူ့သားကိုပြောပါတယ်။ငါတို့စမ်းတက်ပြီးရေကူးကြည့်မယ်။သူတို့နှစ်ယောက်အတူတူရေအောက်ထဲကိုခုန်ချလိုက်ပါတယ်။အဲ့ဒီချိန်မှာအန်နာကသူ့သားကိုကယ်တင်ဖို့ဒီစမ်းတက်ချက်ကြီးကိုဖျက်ဖို့လူသားမျိုးဆက်အစ်စ်ကိုတားဖို့ဆုံးဖြတ်လိုက်တာပါ။ဒီစကားကပြောချင်တာကလူသားဖြစ်ချင်းဆိုတာနီးပညာနဲ့ဖန်တီးလို့မရပါဘူးချစ်ချင်းနာကျင်မှုဆွလွတ်မှုဒီအရာတွေကပဲလူသားကိုလူသားဖြစ်စေပါတယ်။